ယောက်ျားလေးသုံးဆိုပေမဲ့ဆိုင်အိုလာဝယ်တဲ့အတွဲတွေလာရင်မိန်းကလေးကကြိုက်လွန်းလို့ပါဆိုပြီးတော့ယောက်ျားလေးကမဖြစ်မနေဝယ်ကိုဝယ်ရတဲ့ရင်မွေတစ်လုံးပြပေးမယ်အဲ့ဒါတော့ YSL ရဲ့ mindset လို့ခေါ်တယ်စော့ကြည့်မကြည့်မတွေးနဲ့ဗျာအဲ့လိုအတွဲတွေလာရင်မိန်းကလေးကိုစကြိုက်တာဟာနန်လေးကမိုက်လိုက်တာမစိုးနောက်ပြီးယောက်ျားလေးဝယ်သွားရင်ဆိုလဲနောက်တစ်ခါပြန်လာဝယ်အဓိကအောင်ပဲကျွန်တော်လည်းအခုအပြင်သွားတော့မှာစော်မရှိတဲ့ကျွန်တော်အပြင်သွားရင်ဒါလေးဆွတ်သွားလိုက်မယ်ဗျာစော်ကြည့်မလားမကြည့်ဘူးလားတော့ကျွန်တော်လည်းမပြောတတ်ဘူးအခုဒါမဲ့အခုပြင်သွားတော့မှဒါလေးကိုဆွတ်သွားလိုက်မယ်စော်ကြည့်မကြည့်ဆိုတော့ရင်မွေးအနှံ့တစ်မျိုးလေးနဲ့သွားပြီးတော့ဆုံးဖြတ်လို့မရဘူးတခြားအရာတွေလည်းပြည့်စုံမှုရှိမှစော်ကြည့်တာအရာအလုံးပြည့်စုံပြီးသားလူဆိုရင်တော့ဒီရင်မွေးကိုဆိုရင်ပို့ပြီးတော့စော်ကြည့်မှာပေါ့နော်ဒီရင်မွေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းဒီလိုပလင်းလိုက်ကြီးဝယ်လို့ရတယ်လို့ဒီတဲ့နှစ်ခွဲရောင်းတဲ့10 ml ဆိုတာဒီ size 30 ml ဆိုတာဒီ size ဒါ50 ml ရှင်းပြပေးထားပါတယ်131 60 61မန်လေးကျွန်တော်ရဲ့ဆိုင်မှာအနက်နေစမ်းပြီးတော့ဝယ်လို့ရပါတယ်မန်လေးမျိုးဆိုအရင်ငွေချေရပြီးတော့မန်လေးတစ်မျိုးတည်းလွယ်လို့ကြံမျိုးအားလုံးငွေချလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်